ရှိရှိတုန်းကရွာလေးတီပါမှာဦးညိုးလို့ခေါ်ရဲ့အဘိုးအိုဒီအောင်ရှိတယ်။သူကတစ်ပင်ကြီးအောင်မှာထိုင်ပြီးကောင်းကင်ကြီးကိုကြည်ရင်အမြဲတမ်းစိတ်ကူးညံ့နေတဲ့သူပါ။တနေ့ကျရင်ကဆိုင်ကြီးတစ်ဆိုင်ဖွင့်မယ်။နွားတွေအများကြီးဝယ်မယ်။ငါတကြီးဖြစ်မှာပါလို့သူကအမြဲပြောလေးရှိတယ်။ဒါပေမဲ့သူကအပြောပဲရှိပြီးဘာမှလက်တွေ့မလုပ်တဲ့အတွက်ရွာသားတွေကသူ့ကိုအပြင်းကြီးတဲ့ဦးမျိုးလို့ဆက်နှုတ်ခေါ်ကြတာပေါ့။သူ့ဇနီးတော်ဤကတော့အိမ်မှာအလုပ်တွေအပင်ပန်းခံလုပ်ပြီးမိသားစုကိုလှုပ်ကြွေးနေရရှာတယ်။တညမှာတော့မြေးလေးမင်းတိုင်ကအဖိုးစီကိုတိုးတိုးလေးလာမေးတယ်။အဖိုးကျွန်တော်ဖိုက်စာလို့မုန်းရှိလာရင်နဲ့အဖွားဖီသူကဘီယိုလီကိုဖွင့်ကြည့်လိုက်တော့စံအိုးထဲမှာစံလက်မရှိစားစရာလည်းဘာမှမရှိတော့ဘူး။ဦးမျိုးဟာမြေးလေးရဲ့မျက်နှာကိုကြည့်ပြီးရင်ထဲမှာအယမ်းခံစားလိုက်ရတယ်။စိတ်ကူးရင်အိမ်မက်တွေကဝမ်းရည်ကိုမထိနိုင်ဘူးဆိုတာသူနားလည်သွားခဲ့ပြီလေ။နောက်နေ့မနက်မှာတော့ဦးမျိုးဟာသူတခါမှမလုပ်ဘူးတဲ့အလုပ်ကိုစလုပ်ပါတော့တယ်။သူလေကွင်းထဲမှာအလုပ်သွားလုပ်တယ်။ပူပြင်းတဲ့နေရောင်အောက်မှာမြေကြီးတူးတယ်။လေးလံနဲ့တူးရင်းတွေကိုမတယ်။သူ့လက်ဖွားတွေဟာကြမ်းတမ်းပြီးအသားမာတွေတက်လာခဲ့တယ်။ညနေတိုင်းသူအိမ်ပြန်လာတဲ့အခါပိန်မန်းလွန်းလို့ခြေကုံလက်ပိုင်းကျနေပြီမယ်။သူ့လက်ထဲမှာတော့တနေ့တာလှုပ်အားခငွေအနှဲငယ်ပါလာတတ်ပါတယ်။ငွေကိုစုထားမှဘေးကင်းမယ်ဆိုတဲ့စကားကိုကြားပြီးနောက်ဦးမျိုးဟာဖန်ပူလေးလေးတစ်လုံးကိုရှာလိုက်တယ်။အပတ်တိုင်းသူရခဲ့လှုပ်အားခတွေကအကျွေးစစ်လေးတွေကိုအဲ့ဒီဖန်ပူလေးနဲ့ထည့်စုတယ်။6ဆိုတဲ့အတန်လေးကသူ့ကိုပျော်ရွှင်စေတာပေါ့။မြေးလေးမင်းတန်ကဖန်ပူလင်းကိုတွေ့သွားတဲ့အခါဒါကဘာလဲအဖိုးလို့မေးတယ်။အဖိုးကဒါကငါတို့ရဲ့အနာဂတ်လေးပေါ်မြည်ရဲ့လို့ပြောပြီးဖြစ်လိုက်ပလင်းထဲမှာငွေလေးဖြည့်သွားပြီ။အဘိုးကဂုံယူစွာနဲ့ဈေးကိုသွားပြီးငါ့ကိုပြောင်းဖို့သွားအိပ်ပေးပါလို့ပြောလိုက်တယ်။ဒါပေမဲ့ဆိုင်ရှင်ကပတ်စံတွေကိုရေးတွက်ပြီးခေါင်းခါလိုက်တယ်။အဘိုးအခုပစ္စည်းဈေးတွေတက်သွားပြီ။ဒီပတ်စံနဲ့ပြောင်းဖို့တအိတ်ခွဲပဲရတော့မေးတယ်။အဘိုးဟာအံ့အားသင့်သွားတယ်။ပတ်စံတွေကိုသိမ်းထားယုံတဲ့မလုံလောက်ဘူးဆိုလားသူသိလိုက်ရပြီ။အဘိုးဟာစိတ်သက်မချပဲအဖေရှာကြည့်တယ်။အိမ်နီးနားရှင်တွေစီကဒီကြက်ဥတွေနွားနို့တွေဝယ်စားနေရတာကိုသူတတိထားမိသွားတယ်။ငါတို့ကိုယ်တိုင်ကြက်မိုးရင်ရောဆိုတဲ့အကြံဉာဏ်လေးရလာတာဟော့။ဒီတစ်ခါတော့သူအိမ်မက်ပဲရင်မနေတော့ဘူးချက်လက်တွေ့လှုပ်ခုတ်ဆုံးဖြတ်လိုက်တယ်။အဘိုးကသူစုထားတဲ့ပတ်စံတွေနဲ့ကြက်မကလေး3កောင်သွားဝယ်လိုက်တယ်။မင်းတန်ကတော့အယမ်းပျော်ပြီးကြက်ကလေးတွေနောက်ကိုလိုက်ဆော့နေတာပေါ့။အဘိုးကျွန်တော်တို့မှာကိုပိုင်ကြက်ဥစယုံလေးရှိပြီပေါ့နော်လို့သူကအော်ပြောတယ်။အဘိုးကကြက်ကလေးတွေကိုအစာကျွေးရင်ပြုံးနေမိတယ်။အစာကတော့ကြက်ဥတစ်လုံးနှလုံးပဲရလေ။သူတို့မိသားစုအာဟာရဖြစ်အောင်စားကြသလိုပိုတဲ့ကြက်ဥတွေကိုတော့ရွာထဲမှာလိုက်ရောင်းလေ။ရလာတဲ့ပတ်စံနဲ့ကြက်စားဝယ်တယ်။နောက်ထပ်ကြက်မကလေးတွေထပ်ဝယ်တယ်။တဖြည်းဖြည်းနဲ့ကြက်တွေအများကြီးဖြစ်လာပြီးဦးမျိုးရဲ့စားအုပ်လေးထဲမှာလည်းရောင်းရတဲ့စီရင်တွေပြည့်လာတော့တာပေါ့။အခုဆိုရင်အဘိုးဦးမျိုးဟာရွာမှာနာမည်ကြီးတဲ့ကြက်ဥရောင်းသူတလောက်ဖြစ်နေပြီ။မိသားစုဟာအရင်လိုငငတ်မပြတ်တော့ဘူး။ဒေါ်အေးလည်းအရင်ကထပ်ပိုပြီးပြုံးနိုင်လာတယ်။အဘိုးကအလွန်းလို့ရလာကိုဂုံယူနေပြီးသူ့ရဲ့ပတ်စံတွေဟာကြက်ဥလေးတွေလိုပဲတဖြည်းဖြည်းတိုးပွားလာနေပါပြီ။တနေ့မှာတော့အဘိုးကမြေးလီမင်းတန့်ကိုကြက်ဥလေးသူလုံးပြရင်ပြောပြတယ်။မြေးလီဒီကြက်ဥဟာပလေးနဲ့ကပတ်စံထပ်ပိုပြီးစွမ်းအားရှိတယ်။ပတ်စံကိုတင်ထားယုံနေဆိုရင်တနေ့ကျရင်ကုံသွားမယ်။ဒါမှမဟုတ်တန်ဖိုးလျော့သွားမယ်။ဒါပေမဲ့ပတ်စံကိုအလုတ်လုတ်ခိုင်းရင်တော့အသက်ရှိတဲ့အရာတွေလိုပဲကြီးထွားလာတတ်တယ်တဲ့။အဘိုးတန်ပေးတဲ့ဒီသင်ခန်းစာကိုမင်းတန်ဟာဘတော်မှမေ့မှာမဟုတ်တော့ပါဘူး။